2006 ခုနှစ်တုန်းကကျွန်တော် Chelsea Manager ဖြစ်နေဘာစီလိုနာကိုရင်ဆိုင်ရတော့လီယိုမက်ဆီကပွဲအတွက်လူစီရင်နဲ့ပါဝင်လာခဲ့ပါတယ်။ကျောင်းကတော့ E2 တန်ရာရနေလို့ပါ။ပွဲမစခင်သွေးပူလုံနေတဲ့အချိန်မှာကျွန်တော်ကတယ်ရီနဲ့ကာဘဲဟိုတို့ကိုမက်ဆီကိုကတ်ခိုင်းပါတယ်။ဒါပေမဲ့တယ်ရီကဘာလို့နှစ်ယောက်လုံးသွားကတ်ရမှာလဲ။ရော်ဒန်ဟိုကတ်ရမှာပေါ့။သူကအဓိကထိုးဖောက်နိုင်ခဲ့သူဖြစ်တယ်။မက်ဆီကသူ့လောက်ဒုက္ခမပေးနိုင်ပါဘူးလို့ပြောလာတယ်။ကျွန်တော်ပြုံးပြလိုက်ပြီးမက်ဆီကရော်ဒန်ဟိုထက်ပိုကောင်းနေငါကောင်ရလို့ပြောလိုက်ပါတယ်။အဲ့ဒီလိုပြောလိုက်တော့တယ်ရီကကျွန်တော်ကိုအံ့ဩသွားပုံရပါတယ်။ဒါပေမဲ့ကျွန်တော်ကတော့မက်ဆီဟာထူးခြားတဲ့အရေးချင်းရှိတဲ့သူဆိုတော့အဲ့ဒီကလေးကအတိထားခဲ့ပါတယ်။ဒါပေမဲ့ပုံမှန်နေပြောရရင်အဲ့ဒီချိန်တုန်းကသူ့ရဲ့အရေးချင်းကိုထုတ်နှုတ်ပေးဖို့လိုအပ်နေပါသေးတယ်။အဲ့ဒီချိန်ဘာစီလိုနာနီးပြဖရန့်ရိုက်ကာကလည်းအရာကိုထုတ်မပေးနိုင်ခဲ့ပါဘူး။ကျွန်တော်ကဘာစီလိုနာနီးပြဆိုရင်မက်ဆီရဲ့ရည်သွေးကိုထုတ်ယူပြခဲ့နိုင်ရင်ကောင်းမှာပဲလို့တွေးခဲ့မိပါတယ်။ဒါပေမဲ့ပက်ကွာဒီယိုလာရောက်လာတဲ့အခါမှာတော့မက်ဆီဟာတကယ်ကိုပေါ်ထွက်လာခဲ့ပါတယ်။လေ့ကျင့်ရေးတို့အခြားအရာတို့ကြောင့်မဟုတ်ပါဘူး။သူ့ရဲ့ကိုယုံကြည်မှုနဲ့သူကစားခြင်းနဲ့တင့်တော်မှန်ကန်တဲ့နေရာကြောင့်ပါ။လီယိုနယ်မက်ဆီဟာရည်ချင်းအနေနဲ့ကတော့နီးပြဆရာဘယ်တော့မှမလိုအပ်ခဲ့ဘူးဆိုတာညှင်းလို့မရပါပဲ။စေတဲ့ရေးရအရာကြည့်မယ်ဆိုရင်တော့ပက်ဟာသူ့ကိုအပြေးအဝထုတ်သုံးနိုင်ခဲ့တဲ့အကြောင်းအရင်းခံဖြစ်ပြီးဒီအကြောင်းပဲဥရောပကမ္ဘာကိုနှစ်ပေါင်းများစွာဒုက္ခပေးခဲ့ရတာပါ